အားလုံးပဲမင်္ဂလာပါရှင် PKM Blue Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ့နော်ဒီနေ့တော့ကျမတို့ကိုရီးယားဘာသာစကားကိုအခြေခံကိုပညာဌာနတူတူလေ့လာနေတာပေါ့နော် Part 5ပေါ့နော်9ရက်မြောက်နေ့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အတူတူဆက်ပြီးတော့လေ့လာကြမယ်အဲ့တော့ဒီတစ်ခါမှာတော့ကျမတို့ကဘာလေးတွေလေ့လာရမလဲဆိုတော့ကြတော့ကိုရီးယားဘာသာစကားမှာဆိုဖြီးတွေပြီးသွားပြီပေါ့နော်ဖြီးပြီးသွားပြီဆိုတဲ့အကြောင်းမလို့တရာလေ့လာမယ်တရမှာအရင်ဆုံးရိုးရိုးတရဘယ်နှလုံးရှိလဲဆိုတော့10လုံးရှိတယ်ရိုးရိုးတရ10လုံးရှိတယ်ပေါ့နော်ရှေ့ပေါင်းဆက်ဖြီးလေးတွေရိုးဖြီးလေးတွေလည်းမမေ့နဲ့ဘူးနော်ဟုတ်ပြီရိုးတရဘယ်နှလုံးရှိလဲဆိုတော့10လုံးရှိတယ်မှတ်ထားမှာတစ်ခုကတော့အမြဲတမ်းဒီကိုရီးယားအခရာတွေဖြစ်ဖြစ်ဖြီးတွေဖြစ်ဖြစ်တရဖြစ်ဖြစ်ရေးတဲ့အခါမှာအပေါ်အောက်ဘယ်ညာကိုပဲဆွဲရမယ်ဆိုတာလေးပေါ့နော်အဲ့တော့ပေါ့အရင်ဆုံးဆိုရင်ကျမတို့ဘယ်လိုရေးလဲဆိုရင်အပေါ်ဆုံးကနေပြီးတော့ဒီလိုလေးတစ်ချောင်းပြီးတော့ဖေကနေညာတော့တစ်ချောင်းဒါဆိုရင်သူနှစ်ချက်ပဲရှိရပေါ့နော်ဒီမှာတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒါရိုးရိုးတလားနော်ပြီးတော့ရှင်ဒါကြတော့ရာဆိုလို့ရှိရင်ကြတော့သူကနှစ်ချက်ရှိမှာပေါ့နော်နှစ်ချက်ရှိမှာတစ်ချက်နှစ်ချက်sorry နှစ်ချက်သုံးချက်ဒါကရာဒီမှာလည်းရေးပြထားတယ်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ဒါဆိုရင်ရာနောက်တစ်ခုဆိုရင်ကြတော့ဘယ်ကနေညာကိုတစ်ချက်အရင်ဆွဲအပေါ်ကနေအောက်ကိုတစ်ချက်အရင်ဆွဲအဲ့ဒါဆိုရင်เนาะဒီမှာတစ်ချက်နှစ်ချက်ရဆိုရမယ်ဘယ်ကနေညာတစ်ချက်အပေါ်ကနေအောက်တစ်ချက်အဲ့ဒါဆိုရင်ရာစကြည့်မယ်စလုံးနဲ့မို့လို့ကျမတို့တစ်ချက်တစ်ခါတည်းပေါ့နော်သွားရင်ကောင်းမယ်ထင်တယ်ပေါ့နော်ပြီးတော့ရောကိုကြည့်မယ်ရောဆိုလို့ရှိရင်လည်းနော်ဘယ်ကနေညာကိုနှစ်ချက်အရင်ဆွဲမယ်ပြီးတော့အပေါ်ကနေတစ်ချက်ဒါဆိုရင်ရောပုံစံကြည့်မယ်နော်တစ်ချက်နှစ်ချက်သုံးချက်ပြန်ဆွဲပြပြီးမယ်တစ်ချက်နှစ်ချက်သုံးချက်ရောကျမကဒီမှာဆွဲလို့နည်းနည်းလေးစောင်းနေရလေးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကိုနည်းနည်းလေးပြင်ပြီးတော့ကြည့်ပေးပါနော်တက်လေးဆွဲပြီးနော်အဲ့တော့ရောဆိုရင်ဒီလိုရောရာရောကြည့်မယ်နော်လေးလုံးပြီးသွားပြီနော်တရလေးလုံးပြီးသွားပြီရာပြီးတော့ရောနော်လေးလုံးပြီးသွားပြီအဲ့တော့ဆက်ကြည့်မယ်ဒါကြတော့ဒီလိုပုံလေးပေါ့နော်တရလေးကအပေါ်ကနေအောက်တစ်ချက်ဘယ်ကနေညာတစ်ချက်နော်ဒီမှာပုံစံလေးလက်ကြည့်မယ်ပေါ်ကနေအောက်တစ်ချက်ဘယ်ကနေညာတစ်ချက်နောက်တစ်ခုကကြတော့ရိုဆိုရင်လည်းနှစ်ချက်ဖြစ်သွားမယ်နော်အဲ့တော့အပေါ်အောက်ကိုနှစ်ချက်အရင်ဆွဲပြီးတော့ဘယ်ညာတစ်ချက်ဆွဲဒါဆိုရင်ရိုဒါတော့အတ္တရာလေးနဲ့ပေါင်းပြအပြေးလေးနဲ့ပေါင်းပြထားတာပေါ့နော်အဲ့ထားပါတော့ဒီမှာရိုပြန်ဆွဲရမယ်ဒီမှာအပေါ်ကနေအောက်တစ်ချက်အပေါ်ကနေအောက်တစ်ချက်ဘယ်ကနေညာတစ်ချက်ဒါဆိုရင်ရိုဒီမှာလေးရေးပြထားတယ်1 2 3ရိုဆက်သွားမယ်ပေါ့ဆိုရင်ကကျွန်တော်တို့တီလေးနဲ့တူတယ်နော်တီပုံစံလေးအဲ့တော့ကကျတော့တီပက်လက်လန်နေတဲ့ပုံစံလေးတီလေးပက်လက်လန်တော့ဖြစ်သွားတာပေါ့နော်တီလေးကပက်လက်လန်တော့ဖြစ်သွားတဲ့ပုံစံလေးနော်အဲ့တော့ဒီကကျတော့ကကျတော့တီလေးနော်ဘယ်ကနေညာတစ်ချက်အပေါ်ကနေအောက်တစ်ချက်ဒါဆိုရင်ကျွန်မပြန်ပြောမယ်ရာယောယိုမြန်မာလူတွေကိုပြမိနေတယ်နော်
ဒီဘက်ကိုပြန်ကြည့်မယ်အာရှာအော်ယောအိုယိုဦးဟုတ်ပြီဆက်ကြည့်မယ်သူကကြတော့ဒီတီပုံစံလေးကိုများအောက်က2ချောင်းဖြစ်သွားတာเนาะသူ့ဆွဲတဲ့ပုံလေးကဒီမှာတစ်ချက်နှစ်ချက်သုံးချက်ပဲရှိရပေါ့เนาะအဘယ်ကနေညာတစ်ချက်အပေါ်ကနေအောက်တစ်ချက်အပေါ်ကနေအောက်တစ်ချက်ဒါဆိုရင် you လွယ်တယ်เนาะအတန်ထွက်ကြတာလေ you ဟုတ်ပြီအဲ့တော့ကပြန်ပြမယ်ဘယ်ကနေညာတစ်ချက်အပေါ်ကနေအောက်တစ်ချက်အပေါ်ကနေအောက်တစ်ချက်ဆိုရင် you နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဒါလေးကအတန်ကလေးကနည်းနည်းလေးခတ်တယ်အဲ့တော့ကျမလည်းအသက်နိုင်ဆုံးတော့ထွက်တယ်ပေါ့နော်ဒါပေမဲ့ကျမထွက်တာလည်းနည်းနည်းလေးကိုရီးယားလူမျိုးနဲ့မတူတာတော့ဖြစ်ချင်လည်းဖြစ်နိုင်တယ်ဒါပေမဲ့အသက်နိုင်ဆုံးတော့စူးစမ်းထားတယ်ပေါ့နော်အဓိကပြောချင်တာကလေဘာလေးလဲဆိုတော့ကြတော့အခြေခံပေါ့နော်အခြေခံကျမတို့အိမ်ဆောက်တဲ့အခါမှာပေါ့နော်ဒီအုပ်ပေါ့နော်ဒီအခြေခံအုပ်မြစ်ကခိုင်ခန့်တော့မှဒီအိမ်တစ်ခုကပေါ့တိကျချာလေးပေါ့နော်မမနေနိုင်တဲ့ဒီအိမ်လေးကတတောင့်တင်းလေးရှိနိုင်တယ်လို့မျိုးပဲဘာသာစကားတစ်ခုမှလည်းကျမတို့အခုလိုမျိုးဖြီးတွေတတာတွေပေါ့တင်နေတဲ့အခြေခံမှာတွေကပိုင်နိုင်ရတော့မှအပေါ်တက်လာတဲ့အခါမှာပေါ့အများကြီးကိုပို့ပြီးတော့ယုံကြည်ချက်ရှိနဲ့လောက်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီအပိုင်းတွေမှာကျမတို့ပြီးလို့ရှိရင်ဖြီးတွေတတာတွေပေါင်းလာတဲ့အခါတွေမှာဆိုလဲတိတိကျကျလေးလုပ်မယ်အခုတရဆိုလဲတရအတန်လေးတွေကိုခတ်တီရှိတော်လဲခတ်တော်လဲပဲပေါ့နော်ကြိုးစားစားလေးနဲ့အဲ့ဒါလေးကိုလိုက်ထွက်ကြည့်မယ်ပေါ့နော်အဲ့တော့လုံးဝဆွတ်ကြည့်မရဘူးဆိုရင်တော့အနီးဆက်ဆုံးလေးရသွားနိုင်တယ်ရလာအောင်ဒီပေါ့နော်ကြိုးစားလေးလိုက်ဆိုကြည့်မယ်ပေါ့နော်အဲ့တရလေးပေါ့နော်သူကကျမဒီမှာတော့မြန်မာလိုဥဆိုပြီးတော့ရေးထားတယ်ဒါပေမဲ့အဲ့ဒါဥဆိုပြီးတော့အတန်ထွက်လိုက်ရင်နောက်ပိုင်းကျလို့ရှိရင်တခြားဖြီးတွေနဲ့ပေါင်းတဲ့အခါမှာအတန်ထွက်တွေလိုရဲကုန်အဲ့တော့ဘယ်လိုထွက်လဲဆိုရင်ကြတော့ तू ကလေကျမတို့ဘယ်လိုပြောမလဲနှကန်းပုံစံလေးကရည်နေတဲ့ပုံစံလေးရည်တော့ရည်ရတယ်ပေါ့နော်ဒီသားနှစ်ချောင်းကဒီအပေါ်သွားနဲ့အောက်သွားနဲ့ကမထိဘူးနော်မထိပဲနဲ့လေဒီအထဲကရှာကိုယ့်ရဲ့ရှာလဲကိုသတိထားကြည့်ရှာလဲဘယ်ကိုမှသွားမထိဘူးအလယ်လေးမှာပဲရှိနေမယ်အပေါ်သွားအောက်သွားကလည်းမထိဘူးဒီနှကန်းလေးရဆိုလို့ရှိရင်လေဒီလိုပုံစံလေးပြုံးနေတဲ့ပုံစံလေးပေါ့နော်သူကနော်အိုဆိုတဲ့အတန်မို့အိုအဲ့လိုမဟုတ်ဘူးသေချာလိုက်ထွက်ကြည့်နော်ဒီဟာလေးကနည်းနည်းလေးတော့ဟိုကျမတို့ညီမမှာမရှိရတော့ကြောင့်မို့လေနည်းနည်းလေးတော့လွဲနိုင်တယ်ပေါ့နော်ဒါပေမဲ့အတနိုင်ဆိုလဲလုပ်ကြည့်မယ်အဲ့လိုပုံစံလေးအပေါ်သွားအောက်သွားမထိဘူးရှာလဲဘယ်အနေမှမထိဘူးအပေါ်နှကန်းလေးအောက်နှကန်းလေးကပြုံးနေတဲ့ပုံစံလေးအဲ့လိုလေးနော်အဲ့လေးရမယ်သူကလွယ်လွယ်လေးပဲကျမတို့တုတ်ချောင်းလေးတစ်ချောင်းပဲအဲ့ပြီးရှင်ဒါလေးကလည်းတစ်ချောင်း L အသေးပုံစံလေးပေါ့နော် E ဒါဆိုရမယ်တစ်ချောင်းလေးပဲအပေါ်အောက်ဆွဲမယ် E ဟုတ်ပြီအဲ့ဆိုပြန်ကြည့်မယ်잠시만요. 오케이. 아, 야, 어, 여, 오, 요, 우, 유, 이, 이. ပြန်ပြောမယ်နော်အဲ့တော့ဒီမှာကျမဘေးနားမှာညီမလိုလေးရေးပေးထားတယ်အဲ့ညီမမို့လိုလေးထပ်ဆိုင်လို့ရှိရင်ဒီဘက်ကဘီတရအပေါင်းလေးတွေဒီပုံစံလေးတွေကိုပို့ပြီးတော့မျိုးလုံးထဲမှာမြင်အောင်ကြည့်မယ်နော်ရှာအော်အာနဲ့အော်နဲ့က
ဟိုဘဲဘက်ဟိုဒီအချောင်းလေးကဘယ်ဘက်ညာဘက်ဆန့်ကျင်ဘက်လေးနော်အာယာအောရောလဲအဲ့လိုပဲနော်ယာနဲ့ရောနဲ့ကလည်းဒီအချောင်းလေးတွေကဆန့်ကျင်ဘက်လေးတွေယောအိုယိုဦးယူအီအာယာအောယောအိုယိုဦးယူအီအဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဘယ်ထိပြီးသွားပြီလဲဆိုလို့ရှိရင်ပြီးအခြေခံပြီး10လုံးဆိုအခြေခံပြီးလို့လည်းခေါ်တယ်ရိုးရိုးsorry တရပေါ့နော်ရိုးရိုးတရ10လုံးပြီးသွားပြီပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ကျမတို့ကရိုးရိုးတရလေးဆက်တင်နေပေါ့နော်နောက်တစ်ခန်းမှာဆိုလို့ရှိရင်နောက်ထပ်ပတ်စစ်ပေါ့နော်ပတ်စစ်မှာဆိုလို့ရှိရင်လည်းဘယ်လိုဟာလေးတွေလာမလဲအတူတူလေ့လာကြမယ်ပေါ့နော်ပြီးတော့ကျမကပေါ့နော်ကျမတင်နေတဲ့သင်ခန်းစာလေးတွေကျောင်းသူကျောင်းသားတွေတကယ်ထိရောက်လားသိချင်တယ်ပေါ့နော်အဆင်ပြေလားသိချင်တဲ့ကြောင့်မလို့ comment လေးတွေမှတ်မိပါပေါ့နော်အော်ဒီချေပေါ့ကျမတင်တာလေးနဲ့လိုအပ်ချက်ရှိတယ်ရော၎င်းထောက်ပြပေးလို့ရတယ်ပေါ့နော်ဒီချေသမီးကတော့ကျမကတော့နော်ဒီဟာလေးလည်းသိချင်ပါတယ်ဒီဒါလေးကိုနားမလည်လိုက်ပါဘူးဒီလိုမျိုးလေးရှိလို့ရှိရင်လည်း comment လေးထဲမှာမှန်ပေးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ခုမှာအတူတူပြန်ဆုံကြမယ်ပေါ့နော်오늘은여기까지입니다